မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့အတန်လေးတွေလေ့ကျင့်ခန်းဖြစ်တဲ့အတွက်ကြောင့်မလို့စကားလုံးတွေကိုအလုံးချင်းလိုက်ပြီးတော့ရှာနေကြမလို့ပါဘူးเนาะအတန်လေးတွေကိုအရင်ထွက်တက်အောင်အရင်လေ့ကျင့်ပါ Okay အဲ့တော့မိတ်ဆွေတို့အရှိမ A E I O ရဲ့ဒီ letters လေးတွေရဲ့ short vowel sound အတန်လေးတွေလေ့ကျင့်ခဲ့ပြီလို့ယူဆပါတယ်เนาะအဲ့တော့အားလုံးစူးစမ်းပြီးတော့လေ့ကျင့်ကြပါဒါမှသာလဲကျွန်တော်တို့တဖြည်းဖြည်းချင်းပေါ့နော်အတန်လေးတွေစနစ်တကျဖြစ်လာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ L လေးရဲ့နောက်က T လေးရဲ့ဒီလိုလေး consonant လေးနဲ့ပိတ်ထားတယ်အလဲမှာသရစကလုံးလေးတွေပြောင်းထားတယ်ဒါဆိုရင်ကျွန်တော်တို့ဒါလေးတွေကိုလည်းတွေ့တာနဲ့အတန်ထွက်တတ်ပြီပေါ့ဒါဆိုရင်ကျွန်တော်တို့ထွက်ကြည့်အောင်let late it lit ought lot okay နော်အဲ့တော့အရှိက consonant အတန်လေးတွေကတူတယ်ဒါပေမဲ့ဘာတွေကွာခြားသွားလဲသရအတန်ပုံစံတွေပါးစပ်ပုံစံတွေကွာခြားသွားတာပေါ့အော်အစရှိသဖြင့်ဒါတွေကွာခြားသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကြံရှိနေတဲ့ letter U လေးရဲ့ short vowel sound အတန်လေးကိုကျွန်တော်တို့ဆက်ပြီးတော့လေ့လာရအောင် Okay သူ့ရဲ့သင်္ကေတလေးကဒါလေးဖြစ်ပါတယ်ဒီသင်္ကေတလေးကိုမြင်ရင်ဒါပါလဲ letter U ရဲ့ short vowel sound သင်္ကေတလို့ကျွန်တော်တို့သိထားရအောင်အတန်လေးထွက်မယ်ဆိုရင်ပါးစပ်လေးမေးလေးကိုအောက်လေးနည်းနည်းလေးချပြီးအတန်လေးတရအတန်လေးထွက်လာရုံပဲအဲ့ဒီအတန်လေးဖြစ်ပါတယ်မေးလေးနည်းနည်းလေးချလိုက်ပြီးတော့ထွက်လိုက်ရုံပါပဲအဲ့တော့သင်္ကေတလေးနဲ့အတန်လေးနဲ့တွဲလေးကျင်ပြီးတော့မှတ်မိအောင်လုပ်ထားပါOkay ဒါဆိုရင်နော်ဒီ letter U လေးမှာအများစု C V C လို့ခေါ်တဲ့ consonant vowel consonant စကားလုံးလေးတွေမှာဆိုရင် U နေရာမှာအတန်နဲ့အများစုထွက်ကြပါတယ်အဲ့တော့နော်ကျွန်တော်တို့စကားလုံးတွေရှာစရာမလိုပါဘူး letters တွေကိုမြင်တာနဲ့အတန်ထွက်တတ်အောင်ကျွန်တော်တို့အခြေခံနေစပြီးတော့လေ့ကျင့်နေခြင်းဖြစ်ပါတယ်အတန်လေးတွေကိုအရင်ဆုံးစူးစမ်းပြီးတော့မိတ်ဆွေတို့ထွက်ကြည့်ပါโอเคနော်ကဲဒါဆိုရင်ဒီတစ်ခါတော့ကျွန်တော်တို့ B လေးကနေပြီးတော့ B လေးနဲ့လေ့ကျင့်လိုက်မယ် B လေးရဲ့အတန်လေးနဲ့ဒီမှာ letter U လေးရဲ့သင်္ကေတလေးလည်းပေးထားတယ်ထွက်လိုက်တော့ba Okay အနောက်ကအတန်လေးတွေ consonant လေးနဲ့အတန်ပိတ်ပြီးတော့တစ်လုံးချင်းလေ့ကျင့်မယ်ဒါဆိုရင်ဖြည်းဖြည်းချင်းထွက်ပြီးတော့လေ့ကျင့်ပါ bub bark bud bug buzz bud buzz အစရှိသဖြင့်ဒီ letter U လေးရဲ့ short vowel sound သင်္ကေတလေးအတန်လေးဖြစ်ပါတယ်ဒါဆိုရင်တခြားသော consonant တွေနဲ့လည်းတွဲပြီးတော့မိတ်ဆွေတို့အိမ်မှာအချိန်ပေးပြီးတော့လေ့ကျင့်ပါအဲ့တော့ဒီထိလေ့ကျင့်လိုက်မယ်ဆိုရင်အရှိမှာမျှဝေထားတာနဲ့ဆိုရင်မိတ်ဆွေတို့ဒီနော် letter လေးတွေ A E I O U letter လေးတွေရဲ့ short vowel sound သင်္ကေတလေးနဲ့အတန်လေးတွေကိုပိုင်နိုင်သွားမှာဖြစ်ပြီးတော့ဒီလို C V C letters လေးတွေတွေ့တဲ့အခါကျရင် word စကားလုံးလေးတွေပေါ့နော်သုံးလုံးပေါင်းထားတဲ့စကားလုံးလေးတွေတွေ့တဲ့အခါကျရင်မှန်မှန်ကန်ကန်ထွက်နိုင်ပြီဖြစ်ပါတယ်Okay အဲ့တော့အားလုံးအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်မျှဝေမှုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာများများလေးတင်ကြပါ